သက်38အရွယ်ထိလဲလီယိုနယ်မက်ဆီဟာဘောလုံးလောကရဲ့တမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားဖြစ်နေဦးမှာပါ2026ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာမက်ဆီရဲ့ပထမဆုံးတွင်းဂိုးကိုဘယ်လိုသွင်းသွားလဲဆိုတာကြည့်လိုက်ရအောင်ပါဘောလုံးကဒီပို့စီရောက်သွားပြီးသူကဘောလုံးကိုထိလိုက်ပါတယ်ဒီပို့ဟာကွင်းကိုလှမ်းကြည့်လိုက်ပြီးတန်ဘက်အတင်းကခန်းစစ်တန်း3လက်နဲ့ပိတ်ဆို့ထားတာကိုသတိပြုမိသွားပါတယ်ရှေ့ကခန်းစစ်တန်း2တန်းစီမှာနောက်တန်းကစားသမား2ယောက်သို့မဟုတ်3ယောက်စီရှိနေပြီးနောက်ဆုံးခန်းစစ်တန်းမှာတော့ကစားသမား4ယောက်နဲ့ဖွဲ့စည်းထားတာပါဒီပို့ဟာကွင်းလေကကွက်လက်ကိုမြင်သွားပြီးဘယ်သူမှလူမကတ်ထားတဲ့မက်ဆီကိုလှမ်းတွေ့လိုက်ပါတယ်အဲ့ဒီနောက်မှာတော့အယ်ဂျီးရီးယားအသင်းရဲ့အရှိကခန်းစစ်တန်း2တန်းစလုံးကိုဖျက်ကျော်သွားမယ်အကောင်းဆုံးပေးပို့မှုကိုလုပ်လိုက်ပါတယ်မက်ဆီဟာဘောလုံးကိုလက်ခံရရှိပြီးတိုက်စစ်ဆင်ဖို့လှည့်လိုက်ပါတယ်သူကကွက်လက်ထဲကိုဆွဲဝင်သွားပြီးအာဂျင်တီးနားအသင်းက3ယောက်4ယောက်အနေထားနဲ့တံပြန်တိုက်စစ်ဆင်ပါတော့တယ်မက်ဆီကလင်မြန်တဲ့လှုပ်ရှားမှုနဲ့အတူလော်တာရိုစီဘောလုံးပေးဖို့ဘယ်ဘက်ချမ်းကိုဦးတည်လိုက်ပေမဲ့လော်တာရိုကတော့နောက်တန်းကစားသမားရဲ့အသားအရာတွန်းလိုက်မှုကြောင့်လဲကျသွားခဲ့ပါတယ်အဲ့ဒီလမ်းကြောင်းပိတ်သွားပြီဆိုတာသိလိုက်တာနဲ့မက်ဆီဟာခန်းစစ်တန်းရဲ့ရှေ့မှာတယောက်တည်းဖြစ်ချင်ခဲ့ပြီးဒီအခြေအနေကိုအသုံးချရမယ်ဆိုတာသိလိုက်ပါတယ်သူဟာဘဲချေကိုအားပြုပြီးအချိန်ပြည့်နဲ့ပြေးထွက်လိုက်ကရုတ်တရက်ဆိုသလိုခြေထောက်ကိုအကျယ်ကြီးဖြစ်လိုက်ပါတယ်ဒါကတော့ပြင်းထန်တဲ့ကန်ချက်တစ်ခုထွက်လာတော့မယ်ဆိုတာကိုတိတာထင်ရှားစေတဲ့လှုပ်ရှားမှုပါဘောလုံးကန်လိုက်တဲ့အခိုက်အတန့်မှာသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကအပြင်ဘက်ကိုဆောင်းသွားတာကြောင့်ဘောလုံးကဂိုးတိုင်အပြင်ဘက်ကိုအဝေးကြီးလွင့်ထွက်သွားပြီးဂိုးသမားရဲ့လက်ထဲကိုပြတ်တက်ရောက်သွားမယ့်အတိုင်းထင်ရပါတယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုဘောလုံးကအပြင်ဘက်ကိုမယုံနိုင်စရာကောင်းတော့အောင်ဝေးဝိုက်သွားပြီးမဖြစ်နိုင်တော့တဲ့ပုံစံမျိုးနဲ့လက်ထွက်ကလမ်းကြောင်းပြောင်းသွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အဝေးထိပ်စနစ်နဲ့ထိန်းချုပ်ထားသလိုမျိုးဂိုးပေါက်ရဲ့အပေါ်ထောင်ထဲကိုတန်တန်မတ်မတ်ဝင်သွားခဲ့တာပါမက်ဆီဟာတကယ်ကိုကမ္ဘာအကောင်းဆုံးကစားသမားဖြစ်ပါတယ်